Hello everyone 3ကိုနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့တော့ကျွန်တော်တို့တွေ secondary diminish အကြောင်းကိုလေ့လာမှာပေါ့နော်သူ့ကိုတနည်းအားဖြင့် secondary leading tone လို့ခေါ်တယ်ဒီအကြောင်းမပြောခင်မှာကျွန်တော် second degree လောက်ထားတဲ့ဗီဒီယိုလေးကိုအရင်ဆုံးသက်ကြည့်ဖို့ကျွန်တော်အကြံပြုချင်တယ် secondary leading tone ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ family တစ်ခုမှာ leading tone ကတစ်ခုပဲရှိပါတယ်အဲ့ဒါတော့9ခုမြောက်ကော့ပေါ့နော်ဆိုတော့ C family ထဲမှာ C family ရဲ့ leading tone က B dim လို့ခေါ်တော့ပေါ့နော်ဆိုတော့အခုကကျွန်တော် secondary leading tone ကိုဘယ်လိုနေရာမှာသုံးမလဲဆိုကော့တစ်ခုနဲ့တစ်ခုအကူအပြောင်းကြားထဲမှာပေါ့နော်ကော့တစ်ခုကနေတစ်ခုတွားတဲ့ကြားထဲမှာကျွန်တော် leading tone လေးတွေဝင်ပြီးထည့်မယ်တချင်းရဲ့ကာလာကိုပို့ပြီးတော့ဆိုပြီးတောက်စေတယ်ပေါ့နော်ကျွန်တော်တို့ဥပမာလေးနဲ့စကြည့်မယ်ပေါ့နော်ဥပမာကျွန်တော်တို့ဟိုတချင်းလေးပေါ့နော်ကြောင်စင်တဲ့ချိန်မတဲ့မလေးအကလေးနဲ့ကောင်းမလေးဆိုတော့ဒီမှာပါတဲ့ကော့တွေက C ပါမယ် A minor ပါမယ် D minor ပါမယ်ဒါပေမဲ့ A minor ကော့ကိုကျွန်တော်တို့ဖြုတ်ချခဲ့မယ်အဲ့ဒီနေရာမှာအစားထိုးleading tone ကောလေးထည့်မယ်ပေါ့နော်ဆိုတော့ကြောင်စင်တဲ့ချိန်မတဲ့မလေးအကလေးဆိုတဲ့နေရာမှာကျွန်တော်တို့က D minor ဝင်တယ်ပေါ့နော်ဒါဆိုရင် C ကနေ D minor ကိုသွားတာ C ကနေ D minor တွားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့က D minor ကိုအစွဲပြုပြီးတော့ကျွန်တော်တို့ secondary leading tone ထည့်မယ် D minor ရဲ့ secondary leading tone ကဘာတူလဲဆိုရင် D family ကိုတက်ကြည့်အောင်ပေါ့နော်ဆိုတော့ D family ကိုတက်ကြည့်မယ်ဆိုရင် D E F sharp G A B C sharp ပေါ့နော် C sharp တင်းဖြစ်မယ်အဲ့တော့ D family မှာတက်ကြည့်မယ်ဆိုကျွန်တော်တို့ဒီ family ကောနဲ့ပတ်သက်တာတွေကိုကျွန်တော်ကအရင်တော့ post အနေနဲ့လည်းတင်ဘူးတယ်ပေါ့နော်အဲ့ဒီမှာတွားပြီးတော့ကျွန်တော်တို့ဒီ family ကောတွေကိုအကြံဖြင့်လေ့လာလို့ရတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ပြောမယ် D family ဆိုရင်အဲ့ဒီရဲ့ post မှာတွားပြီးတော့အဲ့ပုံကို save ထားပါအဲ့ဒီကနေပြီးတော့ကျွန်တော်တို့တွေ leading tone ကိုရှာလို့ရတယ်ပေါ့နော် D family ရဲ့ leading tone က C sharp dim ဖြစ်ပါတယ် C family ထဲကမဟုတ်တဲ့အတွက်ကြောင့်မလို့သူ့ကို secondary လို့သုံးတာဖြစ်ပါတယ်ဆိုတော့ D minor ရဲ့ secondary leading tone က C sharp dim ဖြစ်ပါတယ်ဆိုတော့တီးကြည့်အောင်အဲ့ဒါနော်ကြောင်စင်တဲ့ချိန်မတဲ့မလေးကလေးနဲ့ကောင်းမလေးโอเคကာလာလေးကိုနည်းနည်းလေးဟိုဘယ်လိုပြောလဲရင်းနှီးတိုင်လေးဖြစ်သွားစေပေါ့နော်သူ့ရဲ့အတန်ကကြောင်စင်တဲ့ချိန်မတဲ့မလေးကလေးနဲ့ကောင်းမလေးဆိုတော့နော်ဆိုတော့အခု gospel song ပေါ့နော် Korean ဓမ္မသချင်းတွေမှာလည်းပါတယ်အဲ့ဒါဘာလဲလဲဆိုတော့ဟိုဂျေဇုတော်များစွာအဲ့ဒီမှာသုံးထားပါတော့သူ့ရဲ့symbol ဥပမာအနေနဲ့တကယ်မူရင်းကိုကျွန်တော်တို့မတီးတက်သူတွေကိုတက်တီးခိုင်းမယ်ဆိုဘယ်လိုတီးမလဲဆို C A minor D minor တီးလိုက်မယ်ပေါ့နော်ဂျေဇုတော်များစွာခံစားရတဲ့ခိုင်မှာအဲ့လိုတီးမှာပေါ့နော် C A minor D minor G အဲ့လိုတီးမှာဒါပေမဲ့ကျွန်တော်တို့ဒီ secondary leading tone secondary diminish ကိုကျွန်တော်တို့သုံးတက်လာတဲ့အခါမှာအဲ့ဒီနေရာမှာအစားထိုးမှာပေါ့နော် C ကနေ A minor ကိုမတွားတော့ဘဲနဲ့တစ်ခွက်ကြိုလိုက်မယ်C ပြီးရင် A minor ကို skip လုပ်ပြီးတော့ A minor ပြီးရင်ပါလာလေ D minor လာတယ်ပေါ့နော်ဆိုတော့ D minor ကိုအစွဲပြုမှာ leading tone ထည့်မယ်ဒါဆို D family ထဲက leading tone တက်ယူတဲ့အခါမှာ C sharp dim ဖြစ်နေတယ်အဲ့ဒါကြောင့်မို့ C sharp dim ကိုအစားထိုးမယ်အဲ့ဆို C ပြီးရင် A minor မြူတော့ဘဲနဲ့ C sharp dim ဖြစ်လာတယ် C sharp dim ပြီးတော့ D minor ကိုရောက်လာတယ်ပေါ့နော်အဲ့လိုလေးသုံးကြည့်မယ်ကျေးဇူးတော်များစွာခံစားရခိုင်မှာโอเคဆိုတော့တခြင်းအဲ့လိုလေးဖြစ်လာတာပေါ့နော်အများကြီးပဲကျွန်တော်တို့အများကြီးရှိနေတယ်တခြင်းတွေဆက်ပြီးတော့ရှာထုတ်အောင်မယ်ဆက်ပြီးတော့ပေါ်ထုတ်အောင်မယ်ဆိုအများကြီးပဲပေါ့နော်ဆက်ပြီးတော့ရှိနေတယ်ဘာမှမလုပ်ပါနဲ့ကွယ်ကောင်းကနေချီတလုံးဒီနှစ်ခါအဲ့ဒါလေးရတယ်ပေါ့နော်အဲ့ဒါလေး A minor နေရာမှာကျွန်တော်တို့ C sharp တင်အစားထိုးမယ်ဘာမှမလုပ်ပါနဲ့ကွယ်ကောင်းကနေချီတလုံးဒီနှစ်ခါတွေလိမ့်ပြီးတော့နေပါချင်းချစ်တာကိုโอเคအဲ့တော့နားလည်ထားမှာက C ကနေမှတစ်ခွက်ကြော်မယ် D minor ကိုတွားပြီးဆိုကြတဲ့ကျွန်တော်တို့ဒီ C sharp တင်ကိုသုံးလို့ရတယ်ပေါ့နော်ဒါကအရသာအတစ်တစ်ခုပေးမယ်ပြီးရင်တငယ်ချင်းတွေကြားထဲမှာကိုယ့်ရဲ့အပေါင်းအသင်းကြားထဲမှာမိတ်ဆွေတွေကြားထဲမှာလည်းဘာပဲပြောဒီလိုကော့တစ်ခုကကျွန်တော်တို့အတွက်ဆန်းဆန်းတက်တက်လေးဖြစ်စေရပေါ့နော်โอเคဆိုတော့အကြံပြုချင်တာကတော့ကျွန်တော်တင်ပေးထားတဲ့ tutorial လေးများများလေ့ကျင့်ပေးပါအဲ့ဒါပြီးကျွန်တော်တင်ထားတဲ့ post တွေက family ကော့တွေအားလုံးကိုလည်းကျွန်တော်အတတ်နိုင်ဆုံးလေ့ကျင့်ကြည့်ပါကျွန်တော်ရှင်းပြတဲ့အခါမှာအဲ့ဒီထဲကနေမှကောက်လို့ယူမှာဖြစ်ပါတယ်ကျွန်တော်တကူတကကြီးအဲ့ဒါတွေမရှင်းပြတော့အဲ့ဒါတွေအရန်ရှည်တဲ့အကြောင်းမို့ကျွန်တော်ကအလွယ်နည်းနဲ့ကျွန်တော် post အနေနဲ့ပဲတင်ပေးထားဖြစ်ပါတယ်โอเคဗီဒီယိုအဆုံးထိကြည့်ရှုပေးလို့အားလုံးအထူးကျေးဇူးတင်တယ်ဘူးတူရရကြမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်နဲ့တူနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့ God bless youအတွေ့များနဲ့ချက်ယူစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားရပြန်ချက်လိုက်ကောင်းလို့နေစေခုတွားတဲ့နန်းတဲ့ပွင့်တို့ရင်မှငူတကယ်ဆုံး